ရှင်းတဲ့ကျမလမ်းခွင့်မယ် ကိုတို့တွဲလာဖြစ်ကြပြီလေဘာလို့ခုမှလမ်းခွဲစကားတွေပြောနေရတာလဲ ဟုတ်တယ်လေဒါပေမဲ့ရှင်းမပြောင်းလဲမလာတာ ကိုလည်းအတန်းနိုင်ဆုံးစူးစမ်းကြည့်တာပဲလေ ရှင်းစိုးသားတာဖြစ်မှဖြစ်မလာတာအဲ့တော့ရှင်းတဲ့ကျမလမ်းခွဲတာပဲကောင်းဒီနေ့ကရှင်းတဲ့တွေ့တာနောက်ဆုံးပဲ လေလေဘာမှခံစားမနေပါနဲ့ကွာတကယ်တော့အချစ်ဆိုတာငွေပဲကွာငွေရှိရင်အရာရာကိုပြောင်းလဲလို့ရတယ်အဲ့တော့ငါညီလေးကိုကြီးကပြောင်းလဲပေးမယ် ကျွန်တော်ဘယ်လိုပြောင်းလဲပေးမှလဲ မင်္ဂလာပါရှင်ကပဲရှင်းကြမှာပါရှင် အခုမင်္ဂလာပါရှင်ကိုယ့်ရဲ့ပုံစံလေးနဲ့ဆိုရင်တော့ဟာလီအိတ်ရွှင်းရပါမယ်ရှင် ညီမလေးပုံစံကြည့်ရတာအခုမှလူသစ်ထင်တယ် โอเคပါရှင် ကိုကြီးကဒီကက်ဖက်ရှင်တိုင်းမှာကဝယ်နေကြ ကဲ ပြီးတော့ကိုကြီးဝယ်မဲ့အဝတ်စားကိုငါလေးရွေးပေးစရာမလိုကိုကြီးကောက်မှလေးပါတယ် ကိုယ့်မှာကောင်းမလေးရှိရလား ပါတာပေါ့လေးလေးရေ What ရှင် Fuck, bro. What ရှင်းမစဘယ်လိုဖြစ်လာလဲ ညီမျက်လုံးကန်းနေတာမမြင်ဘူးလားပြောင်းလဲလိုက်တာလေ ရှင်းအောင်ပြောင်းလဲခိုင်းတာအဲ့ပုံစံမဟုတ်ဘူးလေ ပတ်ဆက်ပိတ်ထားတာငွေရှိရင်ကြာကြာပြောင်းလဲလို့ရတယ်နော်စစ်မှပါတယ်ညီကအခုမှနောင်ကားရနေပြီလားနောက်ကျသွားပြီဒါငါကိုငါရဲ့ကိုဒါငါရဲ့ပိုကငါရဲ့အသေးငါရဲ့ကြောက်ကဲငါရဲ့ချီချဲအိတ် မလေးကြောက်တော့ ဒါကိုပဲယူ အကောင်မမင်းကိုပြောင်းလဲပေးရတာငါလေနစ်လေးဒီပါလေဘာလို့လဲတနာသွားယူနေရတော့လေးနဲ့ယူနေရတော့ကောင်မလာတယ်ကဲတော့လေ ပတ်ဆိုင်အပြင်မှာလည်းချိဖို့ကောင်းလိုက်တာကြည့်ပါဦးဟဲလာလိုက်တာ ဘာတွေလဲမင်းတို့ဘာကောင်းနေလဲ ပတ်ဆိုင်ရဲ့ဖန်မှာနော်ပတ် အကောင်မဩနစ်လင်ကဒီမှာကပပတ်ဆိုင်ဟာပတ်ဆိုင်တောင်းပါခိုင်းနော်ဒါကျွန်တော်ကောင်မလေးပါဗျာတော့ပြက်ကောက်သွားလိုက်မယ်လာစမ်း အာမနေဘူးလေပတ်ဆိုင်နဲ့မနေမလေပတ်ဆိုင်ကိုပဲချစ်တယ်လေသူနဲ့မနေခြင်းနဲ့ လေးနဲ့ယူနေတာတစ်လီဒီမှာအယောဒီမှာ ခင်ဗျကျွန်တော်နိုင်ရင်လည်းနော်ကျွန်တော်ကြောက်ကုန်ငကြတဲ့တိုင်ပြောမယ် ဘောက်ကောစမ်းမှာငကြက်လဲစောက်ကြည့်မဆိုင်ဘူးဘာမှစောက်ကြည့်မဆိုင်ဘူးရှင်းလား ရတယ်ကြောက်ကုန်ငကြကိုခင်ဗျရှိရဲ့နေရာလွတ်လိုက်ခင်ဗျဒီကဆောက်နေလိုက် သွားစမ်းမှာစောက်ကဖြဲလိုက်မယ် ဟေ့အောင်မင်းကလေးကိုဘာလုပ်နေကြလဲဟမ် ချောက်ကဖြဲလိုက်တာလေ ဟာဒုက္ခပါပဲကွာမင်းမီးတောင်အောက်ကိုဖေခုသွားထိုင်နေတာကွာ ဘာလို့လဲ ဟာသူ့ကိုငချက်ကဒီရောက်ကမတိုင်းเสียကွာ အဲ့ရ ဟုတ်တယ် ခဏနေလာမယ်ပြောတယ် အေးခုကနေပေါင်းဆိုပြိုင်ပွဲမှာလေဒီကောင်ခပတ်ညိုရထားတာ အနက်မဟုတ်လား အာအနက်နဲ့နည်းနည်းမြင့်သွားတယ်ကွာနောက်ကြတော့ဒီကောင်ဒီမှာလေအရင်ကြောက်စရာကောင်းတဲ့တိုင်းကွက်9ကွက်ရှိတယ် ဘာတိုင်းခွက်တယ်လဲ ပထမတိုင်းကွက်ကမြောက်တိုင်းကွက်ကျူရီယာတိုင်းကွက်ကကြားတိုင်းကွက်တတိယတိုင်းကွက်ကဝေတိုင်းကွက် ဒါလို့ စလုံးတာတိုင်းကွက်ကတော့ကွာဒီကိုခွေးတိုင်းကွက် ကြောက်ဖို့ကောင်းလိုက်တာ အာနောက်ဆုံးတိုင်းကွက်ကပုံပြီးကြောက်ဖို့ကောင်းတယ် ဘာတိုင်းခွက်လဲ ဒီကောင်ရဲ့နောက်ဆုံးတိုင်းကွက်ကနေနှစ်တစ်ထောင်ရှာတိုင်းကွက်ကွာ ကြောက်
လိုက်တာကျွန်တော်မှားပြီပေါ့နော် အေးမင်းပါပြီ အဲ့ဒါကျွန်တော်ကူညီပါဦးနော်သူခဏနေတီကိုလာမှာလေ မကူညီနိုင်ဘူးငါမင်းကိုဟိုတတိလာပေးတာမင်းတို့ဂျားတော့ငါမဝင်ပြရသေးတယ်ကွာငါတောင်းပန်ပါရနော်ဟိုကိုယ့်ပြည်နာကိုယ့်ကိုယ်သာရှင်းပါကွာငါသွားပြီနော်ငါသွားပြီ ဘလို့ပါနဲ့ကိုကြီးဟာ ဟာလို့ကောင်းလို့မျိုးရင်ကြီးကို ဟော အကောက်လို့မျိုးอ่ะတော့ခါလိုက်တယ်ဟုတ်လားအကောက်ပမာနဲ့ဟေးမင်းကငါညီလေးကိုနိုင်ပြန် ဟုတ်ကဲ့မသိလို့ပါကွယ် မသိလို့မရတော့ငါလိုဘာဟုပါလီဘိုင်းယာပါပီကြီးတော့ပေါက်ဆက်ထားတဲ့ကောင်ရဲ့ညီအောင်ကမင်းလာထိခိုက်တာဒီနေ့မင်းအသက်ကိုငါရတိုင်းငါခွက်နဲ့နှုတ်ပြစ် မလို့ပါနဲ့ကွယ်တောင်းမတာလည်းမလို့ပါနဲ့ အိုး တောင်းမနဲ့နော်ကိုကြီး တောင်းမစရာမလိုဘူးကိုကြီးညီလေးမားတာပါညီလေးရအဲ့ကောင်လေးကအရင်ဆိုးတာဒီတစ်ခါဆိုရင်မလိမ္မာငနာရိုက်ပြစ်လိုက်သိလား ရှင်းတယ်နော်ကိုကြီး ဟာတက်တယ် ညီကောင်းဆုံးညီကိုတွေပြစ်သွားပြီ ဒီကိုဖြစ်သွားပြီရောက်ပြီလားချီရ တော့မဖြစ်သေးအောင်ဒီလား ချာရိုက်တော့ရိုက်နော်ဘာဖြစ်အကောင်ရိုက်တော့ရိုက်အယောဒီမှာ ကိုကြီးဒီနေ့ခေါ်ရတဲ့အကြောင်းရင်းကတော့ဟဲ့ကြောင်းကန်းသားဒီလား ဟာ ဟိုဘက်ကိုလက် ဟော ဒီကရွာငံသားနဲ့မိတ်ဆက်ပေးမလို့သူကမနေ့ကမှအလောက်စဝင်တာဆိုတော့မသိရလေးရှိရင်ညီမတို့ကပဲတင်ပြပေးလိုက် ညီမလေးတင်ပေးနော် အခုလည်းကိုတင်ပေးမယ် စင်ပြေလား အပြည့်တယ်ပြည့်တယ် အကိုတို့ရဲ့ဆိုင်ကမန္တလေးမြို့နန်းရှိ19လမ်းပသိမ်ကြီးလမ်းမပေါ်ကနန်းဦးလင်ရက်ကွက် ဟာဟုတ် ကစတမာတွေဘယ်လိုပဲမေးမေးအဲ့လိုပဲဖြေရမယ် ဟုတ်ကဲ့ ဒီနော်မင်းညကလည်းကိုမင်းကိုကစတမာတွေဘယ်လိုဆက်ဆံရမလဲဆိုတော့ကိုပြောထားတယ်ကွာ ဟုတ်ပြောထားတယ် ဟုတ်ပြီနော်ဒီနေ့မင်းရဲ့အရေးချင်းကိုငါစမ်းသက်ကြည့်မယ် ဟုတ်ကဲ့ ချစ်တယ်ဘာတွေပြောနေတာတော့ဘာတွေလောက်ပြနေတာတော့ငါ့ကိုပဲအာယုံဆိုင် ဟုတ်ကဲ့မှတ်ပြီတယ်ဟုတ် ဟုတ်မယ်ကစတမာတယောက်ရောက်မင်းရဲ့ဆွမ်းသားဘယ်လောက်ရှိလဲဆိုတာအဆောင်ကြည့်သွား ဂျိုင်းအစ်စေးနေလားမင်းကိုမျောလင်းချက်တွေပေးမဲ့အစားဘီယာဖိုးလေးပဲပေးပါလားကွာပေးမှာပေါ့ကွာ ဟော သူကလည်းကတော့မလို့လေ ကာတွန်းပုံတွေ တဲ့ကွဲလာတာကွာ ဖြစ်ပြောင်းလဲပြီးမြန်မာစကားပြောတာအတန်လေးကိုလုတ်တက်ချင်နေဆိုရင်တော့ comment မှာ AI လို့မှန်းခဲ့ပေးပါနောက်ဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးမယ် ဟိုရဝိုက်တာဟဲ့မင်းပဲရှားနေရ အကိုပဲဝိတ်တာဆို အေးလေမင်းခေါ်နေရလေ ကျွန်တော်နာမည်ဝိတ်တာမဟုတ်ဘူးကျွန်တော်နာမည်ရွှန်ကန်သား ဟဲ့အောင်မင်းဟာမင်းရွာကန်သားပဲဖြစ်ဖြစ်ရွာရှိသားပဲဖြစ်ဖြစ်တီကိုလိုက်ခဲ့သားကွာ ဟုတ်ကဲ့အကိုဟာသားကားတွေကြည်လာတာလားဟာလား ဟဲ့အောင်ဘာလို့ကဟာသားရုပ်ပေါက်နေလို့လားဟမ် စလွဲပြီချင်းနေဟုတ်ကဲ့ပါကိုပါများသုံးဆောင်ပါလေဗျ ငကင်ချကွာတပွဲ ငါကင်တပည့်ဟုတ်ကဲ့ဒါနဲ့ကိုပါဆယ်လာယူသွားမလား ဘာဖြစ်လဲဘာပြောလဲ ပါဆယ်လာယူသွားမလား ဒီမှာစားလို့မရဘူးလားဒီမှာစားလို့မရဘူးလား ရပါတယ် ဟဲ့ချ ဟုတ်ကဲ့မီနူလေးပါဗျ ဟဲ့အောင်နေအောင်လာအောင်ဩတောက်အောင်မယ်လေကွာ ABC ရလား ABC ရတာဗော ရရင်လောက်ကွာ A B C D E F G F J K K N M N O P လိုက်တာလောင်းဟမ်အဲ့ဒါကသူခိုင်းတာမဟုတ်တောက်မို့ ABC ရတယ်ဒါနဲ့မဲလေးမလား အနဲ့အောင်သွားကွာလူကောင်ရလာတွေ့နေဒီဘောစီကွာဘယ်ကတော့ကြုံအောင်ကြားကောင်ခေါ်လာလဲမသိ ပလင်းလားတန်ဘူးလား နမ်းမျိုးလုံးချကွာသွား
ခွဲလာတာဒီတရောင်းငါနဲ့တမူရင်မေးနိုင်လဲဆိုလို့ကိုမူးအောင်ကတောက်လိုက်တာကိုသာမူးသွားတယ်ချစ်မင်းတို့တော့မမေ့နိုင်ခဲ့တော်ပြီကွာဒီလေဘေးယူခဲ့ကွာ ရောက်ကိုကြီးကကျွန်တော်ထဲတော့တော့ဝင်နေအခုထက်ကြည့်လိုက်ပြီလား ဒါဘယ်နှထောင်ကက်လဲ တာတစ်ထောင်နဲ့ကို ဟာရဘေးဆိုတာဒီစားတဲ့တောက်တဲ့ဘေးကိုပြောတာကွာနော်ဒါဘယ်လောက်ကြလဲရှင်းမဲ့ အော်ပတ်စံရှင်းမဲ့ငါကြော်ရဲ့ ABC ရဲ့ဆိုဒါဘယ်လောက်ကြလဲကိုကြီး ကောင်လုံးစုစုပေါင်းကြရင်တော့4000ခွဲလောက်တော့ကြာမှာပေါ့ ဟုတ်တယ်4000 ဟဲ့အောင်ဘာတွေပြောနေရလဲကွာမင်းတွေ့တာမင်းပြောရမှာလေဘယ်လောက်ကြလဲ အော်ကဲကိုကြီးဟာ4000ခွဲကြတယ်ကိုကြီး 4000ခွဲ ဟုတ်ကဲ့ တော့ဟုတ်ကြီးဟမ်ကြီးလို့ အော် ဟောပြောပါလို့ကြီးပြန် အကြီးဆို ဒီကကြီးကွာ အော် ကြီးရနော် အကြီးရတယ် ဘာတွေပြနေလဲ အကြီးနေတာလေ မတိုင်ခိုင်းနေတာကွာ ကျော်ကန်းသားဟိုဘာပြင်းနေလဲကွာဘာပြင်းနေလဲ အဲ့လူ ကျွန်တော်ရေးနေလေ ဟောကျွန်တော်လားကျွန်တော်ဒီဇိုင်းရဲ့ဂျာကြီးပါဗျ ဂျာကြီး ဟုတ်ကဲ့ ဂျာကြီးခင်ဗျားဘလို့ပတ်လို့ပဲသားခန့်တာလေဟမ်ပေးသားပတ်စံနင်းလာဆုံးနေဂျာကြီးဒီပဲလား ဟုတ်ကဲ့ဟုတ်ကဲ့ ရောကြီး ဟုတ်ကဲ့ ရတယ်နော်အဲ့လူခင်ဗျားဘာတွေကြီးနေရလဲဗျာ ဟိုညီလေးပဲရီဆို သိချာကြီးစမ်းပါဗျာမနောက် တာရီတာပဲညီလေးရလဲရီရတာကွာ ရတယ် အဲ့လူတွေဟေးခင်ဗျားတို့ဗျာဒီမှာသွားဒီမှာနော်ပတ်စံ4000ဝက်ပြည့်ပြည့်မပြည့်လဲခင်ဗျားတို့ဆိုင်လိုက်ဗျာအသက်ကွဲနေတာသူကဘလို့ဆိုင်နဲ့လာတွေ့နေတယ်ဘာမှမကြံတော့နော် ကြိုက်အဲ့ဒီကိုကြီးစိတ်လည်းမရှိဘူး အေးကွာသူရီခိုင်းလို့လေရီရသေးတယ်ညီလေးဒါမင်းမှန်လေဟုတ်နောက်လာမြို့ကလာတာတိုးပေးမယ် ဟုတ်ကဲ့ 哎呦我的妈！